ဘာဖြစ်လဲ 1 2 3အားလုံးပဲမြန်မာပြည်မှာကျော်ရွှေပါစေလို့ဒီဒီမှာစောင့်ပြလိုက်ပါရှင်ကဲရပါပြီအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကတော့ဒီနေ့ကလေးနေ့ရ food spa ဆိုင်ကကိုနဲ့တူလက်တွဲပြီးတော့စူးစမ်းပေးပြီးတော့လုပ်နေတဲ့ညီမလေးတွေကိုဒီနေ့ကတကြံမဖို့ပေးမှာဖြစ်ပါတယ်တင်တန်းလေးပြီးတဲ့အချိန်မှာဒီနေ့ကဆိုင်ကိုသွားပြီးတော့မဖို့လေးသွားပေးမှာဖြစ်ပါတယ်ဟိုပါပေါ့နော်ဒီနေ့ကလေးနေ့ရ food spa ဆိုင်ကတော့12ရက်နေ့ထိဖွင့်မှာပေါ့နော်12ရက်နေ့ကြာလို့ရှိရင်လည်း12ရက်နေ့ကြာလို့ရှိရင်လည်းအလူပေါ့နော်ဟိုမော်လက်ဆောင်အလူဆိုင်လာတဲ့ဧည့်သည်တွေလည်းတိုက်ပါမယ်ပြီးတော့မော်လက်ဆောင်အလူလေးလုပ်မှာဖြစ်ပါတယ်12ရက်နေ့ထိဖွင့်မယ်ပေါ့နော်12ရက်နေ့လေးဖွင့်မယ်ပြီးသွားလို့ရှိရင်12ရက်နေ့ဖွင့်ပြီးတော့13ရက်နေ့ကနေစပြီးတော့မှပိတ်ပေးပါမယ်18ရက်နေ့ထိပိတ်မယ်18ရက်နေ့ကြာလို့ရှိရင်တော့ပုံမှန်တိုင်းမယ်လာရပြီးတော့အားပေးလို့ရပါတယ်နော်ကဲဒါဆိုလို့ရှိရင်နော်ဆိုင်လေးကိုသွားလိုက်ပါမယ်ဆိုင်ရောက်လို့ရှိရင်တို့တွေကိုမဖို့ပေးတဲ့ဟာလေးကိုလည်း vlog video လေးကိုမျိုးပြောစရာအချိန်လေးကိုရိုက်ပြပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့သွားလိုက်ပါအောင်မယ်နှခမ်းနေဟိုဒီထဲမှာတော့ငါကြည့်ရတော့ဒီထဲမှာနှခမ်းနေ2ယောက်ပဲပေါ်တယ်ဟုတ်နှခမ်းနေစားလိုက်ပြီတမန်နဲ့စားနှခမ်းနေစားလိုက်ပြီးတယ်နော်သမီးစားလို့ဒီနေ့ကသူတို့စက်တနာပါကြီးအောင်မှမချင်းကိုကြည့်တာ3နာရီကျော်သွားပြီမနေ့ကသူတို့ဧည့်သည်လုပ်နေကြတာနော်အမဘယ်ရောက်ပါလဲနန်းလေးနှခမ်းနေမင်းတင်တော့မှဆိုတာနှခမ်းနေကဲဆိုတယ်နှခမ်းနေမရှိရလို့သမီးစားလိုက်လို့တဲ့စားလိုက်နေတော့မှကဲဒီချမ်းမဖို့လို့ကျင်လားလို့ချင်တယ်လူစီမပေးဘူးဒီချမ်းမဖို့ပေးမယ်နော်အဲ့တော့မတို့ကအခုကမီတင်ရကြတော့ဗာလဲဆိုတော့မတို့12ရက်နေ့ကျလို့ရှိရင်မတို့ကမနေ့ပိုင်းအလူလုံးမယ်နော်အလူလုံးမယ်ပြီးသွားလို့ရှိရင်12ရက်နေ့ကိုမတို့ကအဲ့နေ့မှာဟိုလောက်ပိတ်မယ်6နိုင်လောက်ပိတ်လိုက်မယ်နော်နည်းနည်းစောစောပိတ်လိုက်ပေါ့ပြီးရင်73 14 15 16 19 18ရက်နေ့ကျရင်ပြန်ဖွင့်မယ်18ရက်နေ့ကျရင်တင်တန်းလည်းရှိတယ်နော်ညနေပိုင်းရော food spa ပိုင်းရောရှိတယ်အဲ့နေ့ကျလို့ရှိရင်တော့မတို့ပုံမှန်တိုင်းပြန်ဖွင့်မယ်ပြီးရင်မတို့တန်ရှင်းရေးပေါ့နော်ဒီမတို့နှစ်ဆန်း3ရက်နေ့ကျလို့ရှိရင်ဒီမှာရှိနေမယ်ဆိုလို့ရှိရင်မတို့ကအဲ့နေ့ကိုမတို့ဖြစ်နိုင်လို့ရှိရင်တန်ရှင်းရေးလေးတွေလုပ်လိုက်မယ်ပေါ့နော်မတို့ကမြန်မာနှစ်တစ်ကိုဆိုတဲ့အတွက်ကြောင့်မလို့ဒီအခန်းလေးတွေပို့ပြီးတန်အောင်အဲ့ချိန်ကျရင်မတို့ကဒီလိုအပ်တဲ့ဟိုပါပေါ့ဗာလဲကမွန်တီးအဲ့ဟာလေးလည်းခြာလေးလောက်ကြမယ်နော်မကြတော့မော်ဘီကို12ရက်နေ့ကျရင်အဲ့အမိဟိုပါပေါ့နော်အလူကျရင်မနေ့ပိုင်းလာပြီးမတို့ကမအိမ်ပြန်ပါဒါမယ်နော်အခုလောဆိုတော့မတို့တကြံမဖို့ပေးမှာပြောတယ်မလားပြောတယ်ဒီမှာခဏလေးငါမထည့်ရသေးဘူးထည့်လိုက်ဦးဒီထဲမှာဟိုပါပေါ့နော်ဒါကကြတော့ဒီမလေးကကြတော့မန်နေဂျာဆိုတော့နော်အဲ့ထဲမှာမပြီးသေးဘူးမလေးဒီထဲမှာမပြီးသေးဘူးနော်ပြောမယ်ဗီဒီယိုထဲမှာသူတို့ကိုဒီထဲမှာထည့်ပေးပြီးသားဒါပေမဲ့သူတို့တွေမနေ့ကဘန်နာကြီးလောက်တာ10နာရီလောက်တာအားကြောင့်မို့ဒီကလေးတွေကိုမဟုတ်လေးနည်းနည်းပို့ပေးမှာဒါပေမဲ့ဒီဆိုင်ကပိတ်ပြီးသွားပြီဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တိုင်းပဲသူကဒီတိုင်းလုပ်ပြင်မှာသူတို့အဲ့တော့ဒါနှစ်ရောက်ဒီမလေးကမပြီးသေးဘူးမပြီးသေးဘူးဒါဒီနော်အကွာနဲ့နေရလေကြိုက်စမ်းရမယ်ဒီပါဒါကြတော့ချင်းဒါနဲ့တော့ရှင်းတော့မှလူချင်းနေမှာမြင်ကြီးကဲဒါကကြတုံရတင်းတုံကဲဒါတော့အဝတ်ပြောပါအမအဝတ်ကဲရရနော်ပြီးသွားရင်မကွက်ထပ်ပေးမယ်မကွက်ကြတော့ဒါတော့တက်ပေါ့နော်အပြင်ကတက်ထပ်ပေးရမနေ့ကတော့နောက်ဆုံးမှ10နိုင်ထိလုပ်ခဲ့ရလို့မန်နေဂျာမကြည့်နဲ့မန်နေဂျာခေါ်လိုက်ပြန်လာလေမန်နေဂျာခေါ်လိုက်ပြန်လာလေပြောဒါမနေ့ကတော့နော်နောက်ကျမှလုပ်ကြတဲ့ကြောင်မလို့ရတယ်ပြောလားဒါအရှိဒီမှာဒါဒီမှာလုပ်တဲ့ကလေးနော်ရောအများကြီးပါရှင်အများကြီးပါရှင်ကျေးဇူးတင်ပါတယ်ကဲအဲ့တော့နှစ်သိစုတောင်းမယ်ဘာဖြစ်လဲ1